ဒီကောင်မလေးကဒီရွှေဆိုင်မှာပထမဦးဆုံးချိန်တာရွှေလာဝယ်ခြင်းဖြစ်တာပေါ့နော်။ तू ကဆိုရင်ဟန်ကျင်းလာဝယ်တာဆိုပြီးတော့မှဟန်ကျင်းတွေကိုတစ်ခုပြီးတစ်ခုရွှေဆိုင်ဝန်တန်းကိုယူပြခိုင်းတာပေါ့နော်။ရွှေဆိုင်ဝန်တန်းကလည်းသူ့ရဲ့တာဝန်ရတစ်ခုတစ်ခုယူပြတယ်။နောက်ပြီးတော့ तू ကလက်မှာစမ်းဝတ်တယ်။အများကြီးပဲယူပြခိုင်းတာဆိုရင်ဝတ်နေရင်းနဲ့မှ तू ကရွှေဆိုင်ဝန်တန်းကိုအာရုံနောက်အောင်လုပ်လိုက်တာပေါ့နော်။ဖုံးကိုကောက်သုံးလိုက်တယ်။ဖုံးကောက်သုံးပြီးတော့ तू ပြောတဲ့နောက်တစ်မျိုးယူပြအောင်ဆိုပြီးတော့မှရွှေဆိုင်ဝန်တန်းကလည်းဟိုဘက်လှည့်ပြီးတော့နောက်ဒီဇိုင်းတစ်မျိုးကိုတွားယူပြတဲ့ချိန်မှာ तू ကအဲ့ဒီမှာချထားတဲ့ तू တိုင်းထားတဲ့ဟာကိုလေးချက်သားတော့မှနော်ယူပြီးတော့ပတ်လိုက်တာ तू ကအင်ကြီးလက်ရှည်ဝတ်ထားတဲ့အင်ကြီးလက်ရှည်တဲ့ကိုဟောလိုမျိုးခိုးထည့်လိုက်တာပေါ့နော်အဲ့ဒါသူ့ရဲ့နောက်မှာရွှေဆိုင်ပိုင်ရှင်ဖိုးကြီးရတယ်ထိုင်နေတယ်နော်တော်လဲတယ်သူ့ရဲ့နောက်မှာရွှေဆိုင်ပိုင်ရှင်ဖိုးကြီးရတယ်ထိုင်နေတယ်ကောင်မလေးဆိုလို့ရှိရင်နောက်ပြန်စားနိုင်နောက်နိုင်တဲ့ခြေနေတွေမှရှိတယ်ဆင်းရဲတဲ့ခြေနေမဟုတ်ဘူးနော်အဲ့တော့ तू ကဘာဖြစ်လို့ဒီလိုရွှေခိုးယူတာလဲဆိုတော့တင်းအောင်တော့စိတ်ဝင်စားဖို့ကောင်းတယ်ပြီးဆက်ပြီးတော့နားထောင်ပေးကြပါတော့နောက်ပြီးဒီကောင်မလေးရဲ့အသက်ကဆိုလို့ရှိရင်16နှစ်ပဲရှိသေးတယ်တခါတည်းမဟုတ်ဘူးနော် तू ဒီကိုရွှေကိုလာပတ်တာဆိုလို့ရှိရင်နှစ်ခါတရက်တည်းမှာပဲ तू ဒီချိန်ပြန်ထွက်သွားပြီးတော့နောက်ထပ်ညနေဘက်တစ်ခေါက်ပြန်ရောက်လာပြီးတော့လဲနောက်ထပ်ရွှေလေးချက်သားကိုတစ်ခါပြန်ပြီးတော့ဘတ်ဝါပြန်တယ်နော်ရွှေဆိုင်မရှင်မသိဘူးလောကမသိဘူးရွှေဆိုင်ဝင်နေလည်းမသိဘူးနောက်ပြီးတဲ့ချိန်ကကြတော့ညရောက်တဲ့ချိန်မှာပြီးသွားတဲ့ချိန်မှာကောင်းမှပြန်ဖွင့်ကြည့်တာမြင်သွားတာပါတော့အဲ့ဒီချိန်မှာကောင်မလေးကချမ်းသာတဲ့ချိန်နေမှာဆိုတာသူတို့ဘယ်လိုသိလဲဆိုတော့ plate ကဒီကောင်မလေးကိုလိုက်ဖမ်းရင်းနဲ့လိုက်နေမှာကောင်မလေးအိမ်မှာတော့ဖမ်းမိသွားတယ်သူ့ရဲ့အိမ်ကတိုက်အိမ်ပဲနော်ချင်းချင်းသာသာပဲဘာကြောင့်သူကဒီလိုမျိုးရွှေကိုခိုးယူလဲဆိုတာ plate တွေစစ်စစ်မေးမြန်းတာထပ်ပြီးနားထောင်ကြည့်လို့ရှင်โอเคဆက်ပြောမယ်ပေါ့နော်ဒီကောင်မလေးကဆိုရင်ဒီရွှေဆိုင်မှာဝင်မဲ့ဘက်ခင်ချိန်တွင်းမှာရှေ့မှာလဲသူကiPhone ဆိုင်မှာပေါ့နော် iPad တစ်ခုကိုအဲ့လိုမျိုးပဲဝင်ပြီးတော့တစ်ခါဘတ်ဖူးထားတယ်ဘယ်လိုသိလဲဆိုဒီကောင်မလေးကတော်တော်လဲတယ်လို့ပြောမယ်ဒီ iPad ဆိုင်မှာလဲ तू ကလေတော့ခိုးတာဆိုလို့ရှင်ကောင်းနေရှိတယ်နော် तू ကသိတယ်ကောင်းနေရှိတာကိုလေအဲ့ဒီကောင်းရဲ့မီပလက်ကိုဆွဲထုတ်ပြီးတော့မှ तू ကဖုန်းခိုးယူတာဒါဆိုသူ့ကောင်းထဲမှာကြီးလို့မသိတော့ဘူးအဲ့လိုမျိုးလဲတယ် तू ကဆိုင်ထဲဝင်ပြီဆိုတာနဲ့ဘယ်နာမှကောင်းရှိတယ်ဆိုတော့ तू ကလိုက်ကြည့်တယ်တစ်ခါတည်းပေါ့နော် तू မသိတာကနောက်ထပ်အတွင်းဘက်မှာကောင်းတလုံးရှိသေးတယ်ဆိုတာအဲ့ဒါကို तू မတွေးလိုက်ဘူးအဲ့ဒီကောင်းနဲ့ဖမ်းပြီးတော့ तू ကိုမိသွားတာဒီ iPad ခိုးတော့အချိန်မှလည်းပေါ့နော်အဲ့ဒါဒီဆိုင်ကနေပြီးတော့ तू မိဘအိမ်ကိုလိုက်သွားတာသူ့ရဲ့ဖေနဲ့မေကသူ့တမျိုးရေးမယူဖို့ပေါ့နော်တောင်းမှန်တယ်လို့ပြောပြထားတယ်တောင်းမှန်တယ်ရေးမယူဖို့ပေါ့နော်သူ့တမီးရဲ့ဒီရှေ့လာမဲ့နာဂတ်မှာအဲ့လိုမျိုးတွေနာမည်ဆိုးတွေမရှိစေချင်ပေါ့နော်သူ့တမီးကိုအဲ့ကြောင့်မလို့သူ့တမီးကိုရေးမယူဖို့တောင်းဆိုတယ်ပြန်ရောပေးတာပေါ့နော်ဒီ iPad ရဲ့တန်ဖိုးပေါ့နော်အဲ့ဒါကြောင့်မလို့တတင်းမှာဖော်ပြတာကတော့အဲ့ဒီချိန်တော့သူ့မိဘနှစ်ပါးကအဲ့လိုမျိုးသူ့သမီးကိုရေးမဲ့ယူဖို့ပြောခဲ့တဲ့အတွက်သူ့သမီးကလည်းဘယ်လိုပြောမလဲဘာပြစ်ပေးခြင်းမှလည်းမခံရဘူးခလေးကလည်းတက်က16နှစ်ပဲရှိသေးတဲ့အတွက်နောက်ထပ်တစ်ချိန်ပြန်ကျူးလို့ဖို့မလေးဘူးပေါ့နော်အဲ့ဒီ iPad ခိုးပြတဲ့သူကအဲ့ဒါရွှေဆိုင်ကိုဝင်ခိုးတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်သူကရှေ့မှာသူလှုပ်ဖူးထားပြီးတော့သူဘာမှအဲ့လိုပြစ်ဒဏ်မခံရဘူးဆိုတော့နောက်ထပ်တစ်ခါထပ်လုပ်ဖို့လည်းဒီကောင်မလေးကဝန်မလေးဘူးအဲ့လိုမျိုးဖြစ်သွားတာနော်သူကကျတော့စင်းရဲတဲ့ထဲရလည်းမဟုတ်ဘူးစားနိုင်တောင်းနိုင်ပတ်စံရှိတဲ့ထဲရပဲဘာကြောင့်ဒီလိုခိုးလဲဆိုတာတော့မသိဘူး